ရှိတော့ငါတော့အုပ်ကြီးတစ်ခုထဲမှာကြားဝဝွန်မြေကွေးရုံကလေးတွေစတဲ့တရိတ်ဆန်လေးတွေဟာအတူတကွစုပေါင်းပြီးနေထိုင်ကြပါတယ်။အဲ့ဒီတော့အုပ်ကြီးရဲ့အလယ်မှာဆိုလို့ရှိရင်နှစ်ပေါင်းများစွာတက်တန်းရှိပြီးဖြစ်တဲ့အရေးကောင်းကောင်းလေးလည်းရတယ်။အေးချမ်းတဲ့တစ်ပင်ကြီးတစ်ပင်လည်းရှိတာပေါ့။အဲ့ဒီတစ်ပင်ကြီးမှာဆိုလို့ရှိရင်တရိတ်ဆန်လေးတွေအလုံးကအမြဲလိုအနားယူဖို့အတွက်လာပြီးတော့စုဝေးနေထိုင်ကြတယ်။ဒီနေ့မှာတော့မြေကွေးကသူ့ကိုယ်သူတော်တယ်တခြားသူတွေထပ်ပိုးပြီးလိမ်မာတယ်ဆိုတဲ့စိတ်နဲ့ချွားဝန့်ခြင်းစိတ်တွေပေါ်ပေါက်လာတော့တယ်။အဲ့ဒီခါမှာတစ်ပင်ချီမှာထိုင်နေတဲ့ဝဝွန်ကြီးကိုလှမ်းပြီးတော့တွေ့ပြီးလဲပြီးရောဟဲ့ဝဝွန်မင်းကကိုကောင်းသားကြီးတာဘာမှလည်းမတက်တဲ့အကောင်ပဲငါကိုကြည့်ငါကမြန်လဲမြန်နေလဲလဲလဲတယ်မင်းထက်အရာရာမှာတာလွတ်နေဆိုပြီးတော့မမနာတရားနဲ့ပြောလိုက်တယ်။ဒါပေမဲ့ဝဝွန်လေးကတော့စိတ်မဆိုးရှာပဲနဲ့ပြုံးပြုံးလေးနဲ့ပြန်ပြီးပြောလိုက်တယ်။အော်မြေကွေးရဲ့မင်းရဲ့အစမ်းစာတွေကိုငါတို့အတိမတ်ပြုပါတယ်။ဒါပေမဲ့တက်တိရှိတာလင်းမြန်တာတွေထပ်ပိုးပြီးအရေးကြီးတဲ့အရာတွေရှိသေးတယ်ဆိုပြီးတော့သူကပြန်ပြောလိုက်တယ်။အဲ့ဒီခါမှာမြေကွေးလေးကရေမောလိုက်ပြီးတော့ဟာဘာတွေလဲကွာပြောစမ်းမအောင်ဆိုပြီးတော့ဝဝွန်လေးကိုသူကမေးလိုက်တယ်အဲ့ဒီချိန်မှာဝဝွန်လေးကနေပြီးတော့တစ်ပင်ကြီးကိုတစ်ချက်ကြည့်ပြီးတော့ပြောလိုက်တယ်ဒါကတော့ခိုင်မာခြင်းနဲ့အမြင့်တွယ်ခြင်းပဲမြေခွေးရဲ့ဆိုပြီးတော့ပြောလိုက်တယ်အဲ့ခါမှာမြေခွေးကမယုံနိုင်ဘူးမင်းကလည်းတစ်ပင်ကြီးကိုကြည့်ပြီးပြောတာလားကွာဒီဟာကခိုင်မာခြင်းတော့ဟုတ်ပါရဲ့ဒါပေမဲ့ရွေ့လျားလို့မရဘူးလေလှုပ်ရှားလို့လည်းမရဘူးတကယ်လို့ပြဿနာတွေပေါ်လာရင်တော့သူဘလို့လုပ်ပြီးသူ့ကိုယ်သူကာကွယ်မှာလေငါတို့လိုပြေးလို့လည်းမရဘူးလေကွာဆိုပြီးတော့ကဲရဲလိုက်လေတဲ့အဲ့ခါမှာဝဝွန်လေးကနေခေါင်းရမ်းပြီးတော့ဟုတ်တယ်သူကမရွေ့ရှားနိုင်ပါဘူးဒါပေမဲ့မုံတိုင်းတွေလာလို့ရှိရင်သူကအခက်လက်ကလေးတွေပဲလုံရမ်းခံရပေမဲ့လေသူကရမ်းရိုင်မသွားဘူးလေသူ့မှာခိုင်မာတဲ့အမြင့်ကလေးတွေလည်းရှိတယ်ကွာအဲ့ဒီအမြင့်ကလေးတွေကသူ့ကိုဘရောမှမလဲအောင်ထိန်းထားပေးတယ်မင်းကတော့လင့်မြန်ရာကိုပြေးနိုင်ပေမဲ့တခါတလေမင်းမပြေးနိုင်တဲ့အချိန်ကလေးတွေလည်းရှိတယ်လေအဲ့ချိန်ကျရင်မင်းရဲ့မြန်ဆန်မှုတွေကဘာမှအသုံးမဝင်တော့ဘူးကွာဆိုပြီးတော့သူကနေပြီးတော့ပြောလိုက်တယ်အဲ့ဒီအချိန်မှာမြေခွေးရဲ့စိတ်ထဲမှာဝဝွန်ကြီးပြောတာကမှန်တယ်ဆိုတော့ကိုသူနားလည်သွားတဲ့အခါသူ့ရဲ့မာနကြောင့်မလို့ပဲသူဘာမှမပြောပဲအဲ့နေရာနေပြီးတော့သူထွက်လာခဲ့တော့တယ်ဒီပုံမြင်လေးကိုကြည့်ချင်အားဖြင့်သားတို့သမီးတို့မှလည်းမိမိရဲ့ဘဝမှာဘလို့ပဲဒုက္ခအန္တရာယ်တွေကြုံတွေ့လာစွမ်းရည်ရှိဖို့ကအရေးကြီးပေမဲ့လည်းခက်ခဲတဲ့အချိန်တွေမှာတော့မှတည်ငြိမ်ခြင်းစိတ်သက်ခိုင်မာခြင်းနဲ့အတူမိမိရဲ့ယက်တီချက်တွေကိုမယိမ့်မရိုင်းမဲ့ထိန်းသိမ်းခြင်းကပို့ပြီးတော့တန်ဖိုးရှိတဲ့ဘဝရည်မှန်းချက်ဗန္ဒန်ကိုရောက်ရှိမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောကြားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်